ပြတ်တန်းစားတွေကိုအောင်သင်ရိုးတွေကိုအောင်စီးဆက်ဆက်ဖြစ်သွားအောင်တော့တတ်နိုင်တယ်များကြိုးစားရအောင်ကဲရှင်များတို့ပဲစဉ်းစားကြည့်လို့ပြတ်တန်းစားတွေကိုပြီးဆိုရင်အစဉ်ပြေမလားပြေဘူးလားအဲ့ဒါနဲ့ပတ်သက်လို့ပြတ်တန်းစားကိုအောင်လေးလာတဲ့နေရာလိုရင်လည်းမချန်နဲ့တချို့ဒါတော့လွယ်တယ်မိမမဟုတ်ဘူးလို့ချန်တတ်တယ်လွယ်တာလည်းပု္ပ္ပကမေးရအဲ့ဒါမှသာသနာတွေဖြည့်မယ်ခက်တာဖြည့်တာမယ်ခက်တာတွေကြည့်မေးရင်သာသနာဖြည့်တာမှမဟုတ်တော့ဘူးဒါကြောင့်သာသနာတွေဖြည့်တာအောင်လည်းလွယ်တာလေးတော့မေးရတယ်ခက်ရင်လည်းမချန်နဲ့တဲ့တချို့တော့ခက်ရင်ချန်တာဒီတော့ခက်တာရတော့မေးမှမဟုတ်ပါဘူးပု္ပ္ပကလည်းမေးတတ်မှမဟုတ်ပါဘူးဆိုပြီးတော့တချို့ခက်တာချန်တာခက်တာလည်းမချန်နဲ့တဲ့လွယ်တာလေးကြည့်မေးတယ်ခက်တာကိုမမေးဘူးဆိုရင်ပု္ပ္ပကထင်မြင်သေးတတ်တယ်အစင်တန်းရှိပါဘူးကွာဆိုတော့ထင်မြင်သေးတတ်တယ်ဟိုကသူ့ထင်သေးမှဆိုအဲ့ဒါကြောင့်ခက်တာလေးကြည့်ဟိုကလည်းခက်တာလေးရှာပြီးတော့လည်းမေးတတ်သေးတယ်ဒါကြောင့်ခက်တာလည်းမချန်ဘူးမလွယ်မခက်လည်းမချန်နဲ့ဖြေလို့အဆင်ပြေအောင်မလွယ်မခက်လည်းပု္ပ္ပကမေးတတ်ပါတယ်ဒါကြောင့်မလွယ်မခက်လည်းမချန်နဲ့နောက်မေးပြီးသားမေးခွန်းတွေလည်းမချန်နဲ့ဒါဘယ်နှစ်ကမေးသွားပြီဒီနှစ်တော့မေးမှမဟုတ်တော့ဘူးဆိုမချန်နဲ့ဟုတ်လားမေပိတာမေကွန်းလက်ကြည်အောင်ညဲအောင်လုပ်ထားနောက်တခါများသောအားဖြင့်ဒီပု္ပ္ပကတွေအကြိုက်ရှိတယ်ကြိုက်တာလေးကိုထက်ကမေးတတ်တယ်ဒါတပည့်တော်တွေ့ကြုံရဒီအကြောင်းအရာလေးကိုကြိုက်တယ်ဆိုရင်အဲ့ဒါလေးကိုထက်ကမေးတတ်တယ်ဒါလေးကကောင်းတယ်ဒီဒါလေးကောင်းတယ်ဒါလေးကြိုက်တယ်ဆိုရင်အဲ့ဒါလေးကိုထက်ကမေးတတ်တယ်အဲ့ဒါကြောင့်မေပိတာမေကွန်းတွေကလည်းပါလာတတ်တယ်လွယ်တာလည်းမချန်နဲ့ခက်တာလည်းမချန်နဲ့မလွယ်မခက်လည်းမချန်နဲ့မေပိတာမေကွန်းလည်းမချန်နဲ့သင်ယုတ်ကုန်အောင်ကြိုးစားခုစကိုင်းကမြတ်ဆက်ကြကပထမကျော်လေးခဏရတယ်ဆိုတာပါပဲသူတို့သင်ယုတ်ကုန်အောင်သင်ယုတ်ပေါအောင်ကြိုးစားကြခုပဲအရှင်များတို့ဟိုနေရာပြောခဲ့ပြီဒါစကိုင်းမြတ်ဆက်ကြဘုံဆက်တော့အကြီးတန်းစကိုင်းတိုင်းမှာ1 2 3မြတ်ဆက်ကြပဲရအလတန်1 3အငယ်တန်1 3မြတ်ဆက်ကြရဘာဖြစ်လို့ဒီမြတ်ဆက်ကြခဏဒီနိုင်ငံအဆင့်1 2 3တွေဝင်ချိတ်နေရတာတုံးဆိုတော့သူကပြဋ္ဌာန်းစာကုန်အောင်ကျမ်းရင်ကိုပေါက်အောင်သူကကြိုးစားကြဒါကြောင့်လည်းမြတ်ဆက်ကြကအောင်မြင်ချက်တွေကောင်းပြဋ္ဌာန်းစာကိုကုန်အောင်လေးလားအဲ့ဒါဘာဘာဝနာတော့နိရောဓတေယတဘာဝနာနောက်နိရန္တရဘာဝနာဆိုတာရှေ့ပညာနဲ့နောက်ပညာရင်းဆက်တော်အောင်လေးလားရှေ့အသိနဲ့နောက်အသိရင်းဆက်တော်အောင်လေးလားခုပဋ္ဌာန်းတက်တယ်ရှားပြတ်သွားတယ်ဆိုရင်နားလည်မှုအားနည်းသွားသူကစာဝါချင်းကိုသူကဆက်သွားမှာရှေ့အသိနဲ့နောက်အသိချင်းဆက်သွားမှာရှေ့ပညာနဲ့နောက်ပညာချင်းဆက်သွားမှာအဲ့လိုမဆက်ရင်နားလည်မှုအားနည်းသွားတယ်ပြစာဝါပဲဖြစ်သူကဆက်အောင်တက်မိမှာနော်ရှေ့ပညာနဲ့နောက်ပညာချင်းဆက်သွားအောင်တက်မိမှာဒါကြောင့်မို့ကျောင်းမှန်တဲ့စာမခက်ချိန်မှန်တဲ့စာမခက်ဘာကြောင့်မခက်တာတော့ဆိုတော့ပညာချင်းဆက်သွားတယ်အသိရင်ဆက်သွားတယ်ပညာချင်းမဆက်ဘူးအသိချင်းမဆက်ဘူးဆိုရင်နားလည်မှုအားနည်းသွားတယ်နိရောဓဒေသဘာဝနာနိရန္တရဘာဝနာနောက်စိရကာလဘာဝနာပညာသင်ဖို့အချိန်များပေးရတယ်ဘလို့ပေးရချိန်များပေးရမယ်ရှင်ဖျားတို့ကြည့်လိုက်ပညာတတ်ချင်တယ်ဆိုချိန်များပေးရတယ်တပိတော့သာသနာတက္ကသိုလ်ကဗမောက္ခကျုအရှင်ပါဏိတာပြုံတာအကြောင်းပြောခဲ့ပါပြီအဲ့တော့သူတာမဏိကျော်ဆိုရဓမ္မဆရာစတိကနာဓမ္မဆရာတွေရပြီးတဲ့ချိန်ထိခဏအောင်ဆရာတော်ကြီးစီမှာသူ15နှစ်လောက်သူလေ့လာတယ်တခြားတွေးကြည့်ဖို့15နှစ်ဆိုအချိန်နဲ့ပါအဲ့နောက်အဲ့ဒီကနေရန်ကုန်သာသနာတက္ကသိုလ်ပါမောက္ခဖြစ်တယ်အဲ့ဒီကနေနောက်ရာထူးတွေတက်လာတော့ပါမောက္ခချုပ်တွေဖြစ်လာတယ်ပါမောက္ခချုပ်ဖြစ်ပြီးဆိုတော့ငါတက်ပြီးတော်ပြီးဆိုပြီးတော့ရောင်ရဲနေလားဆိုမရောင်ရဲသေးဘူးသူခေတ်ပညာလိုသေးတယ်အင်္ဂလိပ်စာအာနယ်သေးတယ်ဆိုပြီးတော့တခါအင်္ဂလန်ကြွပြီးတော့ခေတ်ပညာတွေသင်နေတယ်လို့ဒါကြားရတယ်အချိန်မပေးရဘူးလားအများကြီးပေးရတယ်နောက်စာပေတန်းကျင်တဲ့အရှင်ဘုရားတို့ကကျင်တဲ့ဖျားဖြစ်ဖို့ဆိုရင်ခါကြည့်လေးသိချင်းနဲ့ကဘာတသိန်းချိန်ပေးရတယ်ပိဿကဗုဒ္ဓတဆူဖြစ်လာဖို့နှစ်သိန်းချင်းနဲ့ကဘာတသိန်းချိန်ပေးကြရတယ်ရှင်သာရိပုတ္တရာတို့လိုပညာရမှသာဆိုဣတရေရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာဖို့တသိန်းချင်းနဲ့ကဘာတသိန်းချိန်ပေးကြရတယ်ချိန်နေအများကြီးပေးရလားပေးရတယ်ဒီဝိရကရဖြစ်တဲ့ပုဂ္ဂိုလ်တွေဆိုတော့တန်ဖို့ချိန်နေအများကြီးပေးရတယ်အချိန်ကလည်းတော်အရေးကြီးအချိန်ကိုတန်ဖိုးရှိအသုံးချတဲ့ပုဂ္ဂိုလ်တွေထိတ်ရောက်သွားတယ်ခုရောဆရာတော်တို့ကြည့်သူပြောခဏပြောပါတယ်သာသနာယံဖြစ်မှရောက်တယ်ယံဖြစ်မှရောက်ပြီမလို့ငယ်လာကြီးဓမ္မစီယနံပါတ်1ဓမ္မစီယမှာနံပါတ်1အခမှာကျော်ပါဠိပါရဂုနဲ့ထူးချွန်အောင်လာတယ်နောက်ပြီးဝန်သားတွေရန်ကုန်ပြီးဝန်သားမန္တလေးပြီးဝန်သားတွေလည်းနံပါတ်1ကနေထိဆုံးကအောင်လာတယ်ဟောနောက်တိပိဋကတရာအကုန်အောင်သွားဘာကြောင့်အောင်လာတော့ဆိုတော့ဒီအချိန်ကိုတန်ဖိုးရှိအ
don't chab, chain yamia baby or Jews are at the two chundra. Tajan two chunyanes and a chain go down Moshi, don't chab, chain yamia baby, Malula. Lord, Tanabado, the Majam Duragano. Pina go down Motara Bogu, chain the Pina. Time is knowledge. We go down Motara Bogu, a changing way. Time is money. We go down Motara Bogu, changing. Time is gold. The Yago down Motara Bogu, changing. Time is Tama. Wago down Motara Bogu, changing. Time is life. The beautiful Bonjo Mara pointed out in the a chain will show a chain will do loose into taste on yummy. A chain will damn wishes don't chat about water, saying don't load at the need. Taste on Ajano, taste on Asiaro, taste on Ayano Pilame. Simiaro Piama, I was saying up Benanta. Taste on Ave. Say no, I taste on the yard, chain go down wishes don't chat about what taste on Ajano, taste on Asiaro Pilam, Kuyosiaro. Now, what do you look at Mamma and Yona Mamma Sarah Usotica, Diluria, and the Bogoria? This Yaroria, Chingo Dam, Wushishi, don't chat at Dota, taste on Yana. The Chingo, though, Lucin, do, taste on Yami. Now can I say, Yiro Gilago, Jana Bosnaria Sabro, Jana Muraniti, Priya, Priva, Dana Lodi, Miailo. I didn't know Lone and Lola, taste on Asiaro Piedra. A chain go do, Lucin do, taste on yummy, ma. Chain go pure, Lucido, base on yummy, ma. A chain go down Wushishi, a dome chow, Palipalin, a chain pure, Funang, Dinang, a chain pure. I didn't know chain go down Wushi on the dome and a pure bit of Boguaro. Chidong do it. Chidong of Venanta. John Javatara, Lucy Talum, she wouldn't do. Chengo Damoshi on Dom Chow, Chengo Chom did at Varo Chidon, face on a Luchadome. A Chengo do, Lucin do, taste on yummy, ma. A Chengo Cho, Luchido, face on yummy, ma. A chain sura, Shivama, Jiva, Damomia. A chain sura, Shilu, at Damoji. Together, a chain I shoot at Damojiva. Swiga, Waluya, Chinga, Walu, Mia. The video Nesalina, Chimpiadole, Nesalina. Can I say Adole, the name Nesalina, the video let the name Nesalina. Yosia let the name Nesalina, the video let Nesalina. Time and who are a chingo down Wushi, don't chat or taste on without. Among other chinga, sweet table down Wujiva. A chain sura, Swibama, Jiva, Damomia. Damoshi on Tadi sound, Kuna, Donzola, Ponjoro, the Alolis Subiwa. Tamalo change at Damogo, Subi, Malodida, do love your Jagatida, do Chidu, Madida, Duale, and Yaiva. Cagaviali, Alon and Eswodia, a chain go do, Lucin do, taste on yummy, ma, a chain go do. Lucin do, taste on yummy, ma. A chingo pure, Lucido, base on yummy, ma. A chingo pure, Lucido, base on yummy, ma. Chain sura, Shibama. Jiva Dambomia Chain Sura Shwebama Jiva Dambomia Dambo Shi Ang Tadi Sound Punong Dong Zola Dambo Shi Ang Tadi Sound Punong Dong Zola. So just a more chingo do. Lucin do, taste on yummy, ma. A chingo pure, Lucido, base on yummy, ma. A chain sura, Shwebama, Jiva Dambomia.
တန်ဖိုးရှိအောင်တတိဆောင်ခုနောင်သုံးလို့လားရပြီပညာသတိကအင်္ဂလိပ်စာနဲ့အမေချာနဲ့အောင်လာဟုတ်လားဟောမြန်မာစာအမေချာအေးဟုတ်ပြီဒါလေးနည်းနည်းအောင်ပြုပညာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်အတွက်အခြေအနေပညာ time is knowledge ငွေကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်အတွက်အခြေအနေငွေ time is money ရွှေကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်အတွက်အခြေအနေရွှေ time is gold တရားကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်အတွက်အခြေအနေတရား time is ဓမ္မဘဝကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်အတွက်အခြေအနေဘဝ time is life ဒါနော်နိရောဓတေတဘာဝနာနိရန္တရဘာဝနာစိရကာလဘာဝနာတက္ကိစ္စဘာဝနာတဲ့ပညာတော်ခြင်းနဲ့ပညာထူးချွန်ခြင်းနဲ့ဆိုရင်တော့တက္ကိစ္စဘာဝနာပညာကိုလေးလေးစားစားသိယူရမယ်ပညာဘလို့တယ်မလို့လေးလေးစားစားပြောခဲ့ပါပြီရှင်သေမင်းစိတ်ဓာတ်တဲ့ရှင်သေမင်းစိတ်ဓာတ်ဆိုတာရှင်ပြားတို့ကြားဖို့ပါပြီရှင်သေမင်းကတရေတို့လိုယုံတို့လိုကြောင်တို့လိုအကောင်ပေါစနာဖန်တော့လဲခွန်အားပြည့်နေပဲဖန်တယ်ကျွဲတို့လိုကြားတို့လိုအေယာမအကောင်ကြီးဖန်တော့လဲခွန်အားပြည့်နေဒါကတော့တရေလေးပဲဒါကတော့ယုံလေးပဲဒါကတော့ကြောင်လေးပဲဆိုခပ်ပေါ့မလို့ဘူးခွန်အားပြည့်နေပဲဖန်ကျွဲတို့လိုကြားတို့လိုအေယာမအကောင်ကြီးကိုဖန်တော့လဲခွန်အားပြည့်လူတဘောကလိုရင်ပို့တတ်တယ်ဒါကတော့လွယ်ပါတယ်ကွာဆိုခပ်ပေါ့ဖြစ်တတ်တယ်လိုရင်လည်းမပေါ့နဲ့လေးလေးစားစားပဲလို့တချို့ကြတော့ခက်ရင်လျှော့တတ်တယ်ဟာခက်လိုက်တာကွာလျှော့တတ်တယ်ခက်ရင်လည်းမလျှော့နဲ့လိုရင်လည်းမပေါ့ပဲခက်ရင်လည်းမလျှော့ပဲလေးလေးစားစားလို့ရှင်သေမင်းစိတ်ဓာတ်နောက်ဖျားစိတ်ဓာတ်ကလည်းရှင်သေမင်းစိတ်ဓာတ်ပဲတရားဟောတဲ့ကဆင်းရဲသားပဲဟောတောင်စားပဲဟောလေးလေးစားစားတထေးတို့တကြွဲတို့ဘယင်ကြီးတွေတို့အမတ်ကြီးတွေတို့ဝန်ကြီးတွေတို့အဲ့လိုပုဂ္ဂိုလ်ဟောတော့လေလေးလေးစားစားတောင်စားဟောလေလေးလေးစားစားဆင်းရဲသားဟောလေလေးလေးစားစားမစင်ကြုံသမားဟောလေလေးလေးစားစားတမတာကြီးတွေဘယင်ကြီးတွေဝန်ကြီးတွေအမကြီးတွေမူကြီးတွေမကြီးတွေတထေးတွေတကြွယ်တွေဟောရင်လေလေးလေးစားစားဘုရားတနေ့တရားဟောတယ်မြင်ကွင်းလေးချင်းပြတော့အောင်ပြုကြားဦးမယ်ထင်တယ်နော်တပည့်တော်လည်းပြောတာတော့ကြားနေပါပြီအောင်ပြုပြောရမယ်တနေ့မြတ်စွာဘုရားတရားဟောတယ်တရားဟောတဲ့ခါကျပိဋကမများပါဘူး9ယောက်ပဲပိဋက9ယောက်ထဲအဲ့ဒီပိဋက9ယောက်ထဲမှာတယောက်ကဘာလုပ်နေလို့ဆိုဘုရားတရားကိုစစ်ဝင်စားထုံးနဲ့မြေပြင်ကိုချစ်နေတယ်ဘုရားကတော့ခွန်အားပြည့်တဲ့တရားဟောနေတယ်ဒါပေမဲ့လို့အဲ့ဒီလူကဘုရားဟောတဲ့တရားကိုစစ်ဝင်စားထုံးနဲ့မြေကိုချစ်တယောက်ကတော့ဘုရားတရားဟောတဲ့တရားစစ်ဝင်စားငိုက်ဘုရားနိုင်ငိုက်တယောက်ကတော့အဲ့ဒီနာမှာသစ်ပင်ရှိတယ်သစ်ပင်ကိုလက်နဲ့လှုပ်ပြီးဆော့တယောက်ကတော့ကောင်းကင်ကြီးကိုမော့ကြည့်နေတယ်ဘုရားတရားစိတ်ဝင်စားတယောက်ပဲလေးလေးစားစားစိတ်ဝင်စားနာတယ်ပြေးတတ်ပါမြောက်တယ်တယောက်ကမြေကြီးကိုချစ်တယ်တယောက်ကတယောက်ကငိုင်းနေတယ်တယောက်ကတော့သစ်ပင်ကြီးကိုလှုပ်ပြီးတော့ဆော့နေတယ်တယောက်ကတော့ကောင်းကင်ကြီးကိုမော့ကြည့်နေတယ်တယောက်ပဲလေးလေးစားစားနာတယ်အဲ့ဒီဘုရားကလေးလေးစားစားနာတဲ့တယောက်ကိုစိုက်ပြီးတော့ခွန်အားပြည့်နေဟောအဲ့ဒါရှင်အာနန္ဒာမြင်တော့စိတ်ပြည့်တယ်ဟောဘုရားကတော့ကြည်သန်းခွန်အားပြည့်နေလေးလေးစားစားဟောနာဟိုလူတွေကကြည်သန်းမဟုတ်ဘုရားစိတ်ဝင်စားတယ်ဘုရားလည်းမလေးစားဘူးတရားလည်းမလေးစားဘူးစိတ်ပြည့်ရှင်အာနန္ဒာစိတ်ပြည့်ဒီလိုလို့ဆိုတော့စိတ်ပြည့်မှာဒါမှမဟုတ်ဘုရားကခွန်အားပြည့်နေဘုရားကတော့မြင်တယ်ဘာကြောင့်ဒီလိုတွေဒီလိုဖြစ်နေတော့မြင်တယ်မြေကြီးကိုချစ်နေတဲ့သူကဟိုကသူကအတိတ်ဘဝကတီကောင်ဖြစ်ခဲ့တယ်ဒါကြောင့်တီရဲ့အကျင့်တီရဲ့အလေးထားတယ်ပါဒါကြောင့်မြေကြီးကိုချစ်တယ်တယောက်ကတော့ငိုက်နေတယ်တဲ့ငိုက်နေတဲ့သူကဟိုဘဝကငကားဖြစ်ခဲ့တယ်နော်ကာလငကားဆိုတာသူကအိမ်မက်တယ်အဲ့ဒါကြောင့်သူကငိုက်နေတာတယောက်ကတော့သစ်ပင်လှုပ်နေတယ်လှုပ်ပြီးတော့ဆော့နေအဲ့ဒါသူကမြောက်ဖြစ်ခဲ့တာနော်မြောက်ကဝါဒနာမြောက်အကျင့်ကမပါလာတာပေါ့နော်ဓာတ်ခံဖြစ်တယ်ပါလာဒါကြောင့်သစ်ပင်ညိုလှုပ်ပြီးဆော့တယောက်ကတော့ကောင်းကင်ကြီးကိုမော့ကြည့်နေတာဆိုတော့သူကနက္ခဆရာဖြစ်ခဲ့နက္ခတွေကြည့်ခဲ့တဲ့ဝါဒနာပါတဲ့ခါကျကောင်းကင်ကြီးကိုသူကစိတ်ဝင်စားဒါကြောင့်ကောင်းကင်ကြီးကိုမော့ကြည့်တယောက်ကတော့ဝေဒနေမန္တန်နေပေါ့သူကလိမ့်လာခဲ့တဲ့သူပညာရေးကိုစိတ်ဝင်စားတဲ့သူတရားဓမ္မကိုစိတ်ဝင်စားခဲ့တဲ့သူသူအပြင်ဝေဒနေမန္တန်နေပေါ့ပညာရေးကိုစိတ်ဝင်စားတဲ့သူဆိုတော့ဘုရားဟောတဲ့တရားကိုသူကလေးလေးစားစားစိတ်ဝင်စားနားထောင်နေတယ်အဲ့ဒါမျိုးဘုရားတရားဟောတဲ့ကရှင်သေမင်းစိတ်လိုပဲလေးလေးစားစားဟောတာ
ပေဒ9ရောက်တယ်ငါကတော့ခွန်အားပြင်းနဲ့ဟောလိုက်ရတာဒီကောင်เนี่ยငါတရားဂရုစိုက်ဖို့ဆိုပြီးတော့ဘုရားခွန်အားကိုမလျှော့ဘူးခွန်အားပြင်းနဲ့ပဲဟောတယ်တဲ့ဒါကြောင့်ဘဝမှာအောင်မြင်ခြင်းရှင်သေမင်းစိတ်ထားမျိုးဘုရားရှင်ရဲ့စိတ်ထားမျိုးထားပြီးတော့ကြိုးစားအဲ့ဒါဘာဘာဝနာတော့တက္ကိစ္စဘာဝနာအများစုကတော့ဒီပညာတော်ခြင်းနဲ့ဆိုဒီဘာဝနာ400နဲ့ပြည့်စုံရမယ်လို့ဆရာသမားတွေအများစုကတော့ဒီလိုပဲဟောပါပြောဆရာတော်တွေလည်းဒီလိုပဲပြောပါဒီတကူဆရာတော်ကတော့ဘာဝနာတစ်ခုဖြည့်ပြီးတော့ပြောသွားအဘိရတိဘာဝနာအဘိရတိဘာဝနာအဘိရတိဘာဝနာဆိုပညာသင်ယူတဲ့အခါပျော်ပျော်ရွှင်ရွှင်သင်ရမယ်ဘယ်လိုသင်ပျော်ပျော်ရွှင်ရွှင်သင်ရမယ်လားဒီခေတ်မှာသင်နေတာနိုင်ငံခြားမှာဆိုရင်တော့ဒီကလေးတွေစတဲ့နေရာမှာပျော်အောင်ဆိုတော့ဒါသင်ညာဒါကြောင့်အပျော်လေးတွေနဲ့ပညာနဲ့တွဲဖက်ပေးထားတယ်နိုင်ငံခြားမှာပျော်စရာလေးတွေလုပ်ရင်းနဲ့ပညာသင်ပေးသွားတယ်ပျော်ပျော်ရွှင်ရွှင်သင်မှရှင်တဲ့ကိုပညာရောက်တယ်ဆိုတာနိုင်ငံခြားမှာတော့ဒီလေးထားတော်တော်လေးကြိုးစားနေကြတယ်အဲ့တော့ဒီတကူဆရာတော်လက်ကဘာယူကိုလှည့်ပြီးတော့ကြွနေတဲ့သူဆိုတော့နော်အဲ့ဒီလေးထားတယ်ငါသူ့ဘဝတွေ့ကြုံနေရှိပါလိမ့်မယ်အဲ့ဒါကြောင့်ဆရာတော်ကတစ်ခုဖြစ်ပြောတယ်အဘိရတိဘာဝနာပျော်ပျော်ရွှင်ရွှင်သင်မှရှင်တဲ့ကိုပညာမြန်မြန်ရောက်တယ်တဲ့ဒါကြောင့်ပညာသင်တဲ့အခါပျော်ပျော်ရွှင်ရွှင်သင်ရမယ်အဲ့ဒါကလည်းကဘာကျော်နော်စာရေးဆရာဟယ်လင်ကယ်လာရဲ့အတွေ့အကြုံနဲ့တော်တော်လေးကိုက်နေပါတယ်ဟယ်လင်ကယ်လာပြောသွားတဲ့စကားရှိတယ် knowledge is happiness ပညာသင်ရတာပြောစရာစိတ်ချမ်းမြေ့စရာဘာကြောင့်ပညာသင်ရတာပြောစရာစိတ်ချမ်းမြေ့စရာလို့ဟယ်လင်ကယ်လာပြောသွားတော့ဆိုဟယ်လင်ကယ်လာရှင်များတို့ကြည့်လိုက်နော်ဟယ်လင်ကယ်လာကြောင့်ကြောက်မယ်ဟယ်လင်ကယ်လာကတနေ့ခွဲရွယ်လောက်မှာပြင်းထန်တဲ့ဖျားယောဂဖြစ်ပြီးတော့မျက်စိလည်းကန်းသွားတယ်နားနှစ်ဖက်လည်းထိုင်သွားတခြားတွေ့ကြည့်ဗမာနိုင်ငံမှာဆိုရင်တော့မျက်စိလည်းမမြင်တော့ဘူးနားလည်းမကြားတော့ဘူးဆိုရင်တော့ဒီကလေးကဘာပြောလာဖို့တော့တော်တော်ခက်သွားမယ်ခွက်ကလေးချနော်ကိုကြီးတို့အမကြီးတို့ဆိုတော့တောင်းစားကြဖို့ပဲရှိတယ်နော်ဒီအများစုနော်မျက်စိလည်းမရှိတော့နားလည်းမမြင်ဘူးဆိုတော့ဒါမှမဟုတ်ဟယ်လင်ကယ်လာရဲ့မိဘတွေကပညာရတန်ဖို့ကိုသိတယ်ပညာရတန်ဖို့နားလည်းတယ်တို့သမီးမျက်စိလည်းမမြင်ဘူးနားလည်းမကြားဘူးဒီတိုင်းဆိုရင်တော့ဖေတို့မေတို့မရှိရင်ဆင်းရဲမယ်ပညာတတ်ရင်တော့သမီးဖွာတင်းနေတယ်နေနိုင်မယ်အဲ့ဒါသိတဲ့အတွက်သမီးပညာသင်ခွင့်ရအောင်ဘယ်လိုလုပ်မလဲဆိုအများအားတွေးတယ်ကြားတယ်စဉ်းစားတယ်တနေ့ကျတော့သူတို့မဂ္ဂဇင်းတစ်စောင်ထဲမှာမျက်စိမမြင်နားမကြားတဲ့လူတယောက်ပညာတတ်တဲ့အကြောင်းစာရေးဆရာတယောက်ရေးထားတာဖတ်ရတယ်အဲ့ဒါကိုဖတ်ရတော့အားတက်တော့အဲ့ဒီလူတော်မျက်စိမမြင်နားမကြားဘဲနဲ့ပညာတတ်တယ်ဆိုရင်ထိုသမီးလည်းမျက်စိမမြင်နားမကြားမှလို့ပညာတတ်ရမယ်အဲ့တော့ထိုသမီးပညာသင်ဖို့ဘယ်လိုလုပ်မလဲမကြားတွေးတယ်စဉ်းစားတယ်ဆင်ခြင်တယ်စူးစမ်းတယ်လေ့လာတယ်နောက်တော့ပါကင်မျက်မမြင်ကြအောင်ဆိုသူတို့ကြားရတယ်အဲ့ဒီကြောင့်ကမျက်စိမမြင်တဲ့ကလေးတွေကိုပညာသင်ပေးတဲ့အကြောင်းပါကင်မျက်မမြင်ကြအောင်အဲ့ဒီကြောင့်နဲ့ဆက်သွယ်ပြီးတော့သမီးကိုပညာသင်ပေးရရင်ကောင်းမယ်အဲ့ဒါနဲ့ဟယ်လင်ကယ်လာရဲ့ဖေကပါကင်မျက်မမြင်ကြအောင်ကိုစာရေးလိုက်တယ်စာရေးတဲ့ပြရတော့ခုတပြီးတော့ပြောလို့ဖြစ်ပါလိမ့်မယ်ပေါ့နော်တထထဲတော့ကြာမှကြာမယ်ကျွန်တော်မှသမီးလေးတယောက်ရှိတယ်မျက်စိမမြင်ဘူးနားမကြားဘူးဒါမှမဟုတ်မျက်စိမမြင်နားမကြားမှလို့ဒီသမီးလေးကိုကျွန်တော်ပညာတတ်တယောက်ဖြစ်စေချင်တယ်ဒါကြောင့်သမီးကိုပညာသင်ပေးမဲ့ဆရာမစေနာအားမေတ္တာအားအကျဉ်းအားဆွဲအားတွေကောင်းတဲ့ဆရာမတယောက်လုပ်ပေးပါဒါစားလည်းထိုက်တန်အောင်ပေးပါမယ်အဲ့ဒါနဲ့ဘာကင်မြောင်းမြင်ကြောင်းကစေနာအားမေတ္တာအားဆွဲအားကောင်းတဲ့ဆရာမတယောက်လုပ်ပေးလိုက်တယ်အာနိစာလိပန်အဲ့ဒါနဲ့အာနိစာလိပန်ရောက်လာတဲ့ဒီကောင်မလေးကမျက်စိမမြင်နားမကြားတဲ့ခါကျဖေတို့မေတို့ကအလိုလိုက်ထားတယ်အရန်ဆိုးဟယ်လင်ကယ်လာရောက်လာတဲ့ခါကျအဲ့ကိုဆွဲခွင့်မမြင်မကန်းတဲ့ဟိုဆွဲဆော့ဒီဆွဲဆော့ဖေတို့မေတို့လည်းဆွဲတာဆရာမနေပဲစီလဲဆော့ပဲစီကလေးဆိုဆော့ကြတာဆော့ပါဆော့ခွင့်နောက်တော့အာနိစာလိပန်ကဒီကောင်မလေးကိုချစ်ချစ်ခင်ခင်ကျင်းနာနာနဲ့ယဉ်နှီးနှီးနဲ့နော်ပေါင်းမြတ်တာအပြည့်ပြည့်ပဲပေါင်းနောက်တစ်ဖြည်းဖြည်းယဉ်နှီးလာတယ်ယဉ်နှီးလာမှဒီကလေးကိုစသင်ပြီး ABC ရစသင်အရှင်မြတ်တို့ဆန္ဒကြီးမျက်စိလည်းမမြင်ဘူးနားလည်းမကြားဘူးလို့သင်မလို့ဒီလိုတော့မသင်တာဥပညာတိရိယဖြည့်မြန်မာစာဆိုသင်တတ်လားမသိဘူးမျက်စိမြင်ရင်သင်ဘုံမစာရေးပြလိုက်မယ်အေးအရှင်မြတ်တို့မျက်စိမြင်တယ်အေးသင်ဘုံမှာစာရေးပြလိုက်မရဘူးလားဒုမို့နားကြားရင်လည်းရှေ့ကနေရွတ်ပြီးမှအေးအေးအေးကြားတဲ့တန်တန်လဲဆိုရခုမျက်စိလည်းမမြင်တော့သင်ဘုံလည်းရေးပြလို့မရဒ
ဇာကလည်းရှိရတယ်ဆိုပြလို့မရအဲ့တော့ဘလို့သင်မလို့ဆိုမျက်စိမမြင်တဲ့ပုဂ္ဂိုလ်တွေသင်ရတဲ့စာလုံးကပရိလို့ခေါ်တယ်လက်နဲ့ထိတွေ့ပြီးတော့စမ်းသပ်ပြီးတော့သင်ရတယ်ပရိလက်နဲ့ထိပြီးတော့စမ်းပြီးတော့သင်ရတယ်အဲ့တော့အေးလေးတစ်လုံးတက်ဖို့အကျဉ်းချင်းသင်ရတော့အကျဉ်းပါများစွာသင်မှအေးဆိုတာတက်တယ်အေးဆိုတာတက်မှနောက်တစ်ခါဘီလက်နဲ့ထိပြီးတော့သင်ရတယ်အဲ့လိုနဲ့ဆွဲကောင်းကောင်းနဲ့ပညာကိုချစ်တဲ့စိတ်နဲ့ကြိုးစားသင်လိုက်တာ ABCD တက်သွားတယ် ABCD တက်သွားတဲ့ခါကျဆရာမစဉ်းစားတယ်ရှေ့ဘယ်စလုံးစရိုင်းကောင်းမလို့ကလေးဆိုတာအစားမဲ့တယ်ကစားမဲ့တယ်စားစရာလေးတွေကစားစရာလေးတွေနဲ့သင်တော့အဆင်ပြေမယ်အဲ့ဒါနဲ့လက်ထက်ကိတ်မုံလေးတွေထက်လက်ထက်ကိတ်မုံလေးတွေထက်တစ်ဖက်ကပရိဆိုစလုံးနဲ့ဒီလက်နဲ့ထိရတာပေါ့ C A K E cake 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 ကျင်းရင်သင်လို့မရဆရာမလည်းဆွဲမလျှော့ဟဲလင်ကလာလည်းဆွဲမလျှော့ချစ်တဲ့စိတ်နဲ့ကြိုးစားတယ် C A K E cake 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 သင်လို့မရအဲ့ဒါနဲ့နောက်တစ်မျိုးပြောင်းလိုက်တယ်ဟဲလင်ကလာရဲ့လက်ထဲမှာကစားစရာရုပ်လေးတွေထည့်ပေးထားတယ်ပြင်ဝဲပွေထားတယ်ပိုက်ထားတယ်အဲ့ဒီချိန်မှာလက်တစ်ဖက်ကပရိဆိုမျက်မြင်စလုံးနဲ့သင်ပေးတယ် T O L L doll 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 ကျင်းရင်တင်တယ်လို့မရစံပြလို့ဆိုရင်တော့ဆွဲလျှော့လာပြီတပြည့်ဆိုရင်စက်တွေပါတော့တူလာပြီဟုတ်လားငါလို့တော့မှမယ်တပြည့်ဆိုစက်တွေပါတူဒေါသတွေပါရမ်းဖြစ်စုပွဲပြီးတော့အော်ဟစ်တော့မှဒီမြက်ကမ်းမတွေပါတော့မှဖြစ်ကုန်လိမ့်မယ်ထင်ပါရိုင်းကုန်တော့မှပေါ့ဒေါသဖြစ်တော့ရိုင်းသွားတာပေါ့ရိုင်းသွားတော့မထင်ဘူးဒါမှမဟုတ်ဟဲလင်ကလာဟိုသင်ပြီးတဲ့ဆရာမအနိစာတွေပါဆွဲမလျှော့ဘလို့သင်ရရင်ကောင်းတယ်ဘလို့သင်ရရင်အဆင်ပြေမလို့တွေးအဲ့ဒါနဲ့ဟဲလင်ကလာကိုဒီတပင်းလေးဖက်သွားတယ်ရေတန်ကြီးပေါ့ရေပုံပန်းရှိတဲ့နေရာခေါ်သွားတယ်အဲ့ဒါနဲ့ဒီဖန်ခွက်လေးနဲ့ခွက်လေးနဲ့ပါမှာပေါ့နော်ဒီလိုခွက်လေးပါမယ်နောက်ရေပုံပန်းကိုဖွင့်လိုက်တယ်ရေကဖြန်းနဲ့ကြာတယ်ရေတွေကရှမ်းကြလာတယ်အဲ့ဒီချိန်မှာ WATER 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 ကျင်းနေတယ်ရေကရှမ်းကြလာတယ်အဲ့ဒီချိန်မှာဟလင်ကလာရေကိုသဘောပေါက်သွားတယ်တဲ့တန်ရှင်းတဲ့စင်ကြယ်တဲ့အေးမြတဲ့သဘောရှိတဲ့ရာရေပဲဆိုဝါတာပဲဘောထပဲဆိုတော့သဘောပေါက်သွားတယ်သဘောပေါက်သွားတဲ့ခါကျအဲ့ဒီကောင်မလေးပြောသွားတယ်ခုံပေါက်ပြီးတော့အယူတရားအောင်ပြေးတယ်ရမ်းပြောသွားတယ်ဒါဟာဝါတာပဲဆိုတော့သူပြောရမ်းပြောသွားတယ်တဲ့ခုံပေါက်ပြီးတော့ရမ်းပြောသွားတယ်နောက်တော့အဲ့ကောင်မလေးစဉ်းစားတယ်ဒီရေဟာဝါတာဆိုနာမည်ဝါတာဆိုနာမည်ရှိတယ်လို့တက်ရှိတတ်မဲ့အရာတိုင်းမှာနာမည်ရှိရမယ်သူတွေ့တယ်အဲ့ဒါနဲ့သူ့လက်နဲ့ထိမိတဲ့အရာတိုင်းကိုမေးတယ်ဆရာမတာပါလေဒါဆိုဝဲဆရာမတာပါလေမဆရာမတာပါလေဖန်ခွဲဆရာမတာပါလေပကံဆရာမတာပါလေစာအုပ်ဘယ်နဲ့ထိမိတဲ့အရာတိုင်းကိုမေးတယ်အဲ့လိုနဲ့တဖြည်းဖြည်းကိုသူကလည်းပညာချစ်တဲ့စိတ်နဲ့သင်လိုက်တာတဖြည်းဖြည်းဘဝမြင်သွားတယ်အရင်ကပညာမတတ်ခင်ကဆိုသူအားငယ်ကြောက်စိတ်ဖြစ်ခုပညာတတ်တော့ရဲရဲနဲ့စိတ်ဖြစ်လာတယ်မသိသေးတာသိရတော့ပြောလာတယ်သိပြီးသားတွေပိုသိရတဲ့ခါကျတော့ပိုပြောလာသူ့ဘဝကိုပညာကမြင့်တင်ပေးလိုက်တယ်နောက်သူစာရေးတယ်ကျမဘဝသူကြောင့်စာရေးတယ်နောက်ကျမဆရာမသူ့ဆရာမစေနာအမေတ္တာအကောင်းမွန်ရေးတယ်ကျမလောကသူဝန်းကျင်ကလူတွေကြောင့်ရေးတယ်နောက်တော့သူကကဘာကျော်စာရေးဆရာဖြစ်လာတယ်နောက်နိုင်ငံကြီးကိုလှည့်ကဘာကြီးကိုလှည့်ပြီးတော့မျက်စိမမြင်နားမကြားတဲ့ပုဂ္ဂိုလ်တွေတဲ့စိတ်ဓာတ်ကြနေတဲ့ပုဂ္ဂိုလ်တွေစိတ်ဓာတ်ခွန်အားတက်ဖို့ဆိုကဘာကြီးကိုလှည့်ပြီးတရားဟောတယ်သူ့ကိုသမတတွေသမတကတော်တွေဝန်ကြီးချုပ်တွေဝန်ကြီးချုပ်ကတော်တွေတွေ့ကြ1955ခုနှစ်ကတော့ဗမာနိုင်ငံရောက်တာဗမာနိုင်ငံရဲ့သမတအဲ့ဒီချိန်ကဥပဝဋ္ဌမရဲ့ဥပဝနဲ့စကားတွေပါပြောသွားတယ်ဘယ်လိုပြောမလို့နားမကြားတပည့်တော့ဥပဝဆိုကြပါစို့နော်တပည့်တော့စကားပြောကြတယ်တပည့်ရဲ့လက်ကြောင်းကိုဒီလိုစမ်းထားဒီလေကြောင်းရဲ့လှုပ်ရှားမှုကိုကြည့်ပြီးတော့သူဘာပြောတာလို့သိရတခါတရံကျတော့ဒီစမ်းတာဒီပါးရဲ့လှုပ်ရှားမှုကိုအထစ်တွေ့နဲ့သိပြီးတော့သူဘာတွေပြောတာလို့သူနားတယ်ပြောဖို့ခက်လားမခက်လားဒီလေပဲညိုစမ်းတာတပြည့်နဲ့စကားပြောရင်လည်းသူကလည်းပဲထိထားမှာဒါမှသူတပြည့်ပြောတာသူသိမှာဩငါအကြောင်းပြောနေပါလားငါ့ကိုခုံပြူနေပါလားဟောသူသိမှာလည်းပဲမဆိုင်တော့သူသိမှာမဟုတ်အဲ့ဒါနဲ့ဟဲလင်ကလာကိုတပြည့်တို့ဒီကွာပေါ့နော်စာပေဗိမာန်တင်တယ်အဲ့ဒီသူရောက်တယ်အဲ့ဒီကသူ့ကိုခုံပြူတယ်နောက်သူထုတ်ပါတိရထားတဲ့စာအုပ်ပေးတယ်နောက်ရွှေတကုတ်တ
တက်ပြီးတော့ဖျားဖူးလိုက်ပြီမျက်စိမမြင်နဲ့ဘလို့လို့ဖူးတော့ဟုတ်လားဒီတိုင်းမှာသူကထိတွေ့ပြီးတော့နာယုတ်တွေကိုစမ်းကြည့်တာစမ်းကြည့်ပြီးတဲ့ခါကျနာယုတ်တွေရဲ့အခြေအနေပြောပြတော့သမတာကြီးလို့လည်းဒီလိုထိပြီးတော့သမတာကြီးရဲ့အစဉ်တန်းကိုပြောပြတော့1955ခုနှစ်အဲ့နောက်သူကျောင်းကိုစာရေးကြတဲ့ရုပ်ရှင်တွေရိုက်ကြတယ်သူကအသက်80ကျော်ထိနေသွားပါတယ်အသက်ဘယ်လောက်တော့အဲ့သူပြောတော်တဲ့စကားတွေအများရှိပါတယ်အဲ့ဒီအများကြီးတွေက knowledge is happiness ပညာသင်ရတာပြောစရာစိတ်ချမ်းမြေ့စရာဘာကြောင့်ပြောကြကောင်းလဲမသိသေးတာသိရသိပြီးသားတွေပို့ရှင်းသွားတယ်ပို့ပြီးတော့နားလည်သွားတယ်ခုအရှင်ဘုရားတို့ကပဋ္ဌာန်းတက်ပြီးသားတွေတက်လိုက်တဲ့ခါကျတော့နည်းနည်းတော့ပို့ရှင်းမသွားဘူးလားနည်းနည်းလျှောက်သွားတော့သိခံမှာဟုတ်လားဘုရားဟုတ်လားဘုန်းကြီးတွေတက်လိုက်မှနည်းနည်းလျှောက်သွားတော့သိခံမှာဒါပြောထင်တာတော့နည်းနည်းတော့ပို့ရှင်းသွားမှထင်မှာဟုတ်လား knowledge is happiness ပညာသင်ရတာပြောစရာစိတ်ချမ်းမြေ့စရာအဲ့တော့Helen Keller ရဲ့စကားနဲ့ဒီတကူဆရာတော်ရဲ့ဘိရတိဘာဝနာတော့ထပ်တူထမျှကဲဒီလိုဆိုရပြီပညာသင်တဲ့ခါပျော်ပျော်ရွှင်ရွှင်နဲ့သင်ရင်တဲ့ပူရောက်တယ်ဆိုဒီလိုဆိုရင်ပုထုဇဉ်တဘာဝတစ်ခါတည်းပြင်းတဲ့ခါမရှိဘူးလားဒုက္ခမေရှိဘူးလားရှိတယ်နော်ဝါစလာရှိတယ်ဘုက္ကလာတာရှိတယ်ဘုပညာတည်းရှိတယ်ဒီလိုလည်းပြင်းတယ်ဘုရားနိမဆိုတော့အဲ့ဒီမူရတစ်ခါတဏှာကြော်ကြဟာလေးရှိလိုက်တာကွာဆိုတော့ဟုတ်လားတဏှာကြော်တော့ပြင်းတဲ့မူရပြခါတည်းပြင်းတတ်ပါတယ်အဲ့တော့ပြင်းတဲ့ခါကျတော့ပြင်းတဲ့ကွာဆိုရင်မလို့ဖဲလဲနေရမှာလားဆိုတော့ဘယ်လိုလုပ်မလို့ဝေဘူးဆရာတော်ပြောတဲ့စကားမှတ်လိုက်ဦးဝေဘူးဆရာတော်ရတရားထုတ်တဲ့ယောဂီတွေကိုပြောတဲ့စကားရှိပါတယ်တရားထုတ်တဲ့နေရာမှာတဲ့ပြင်းလဲအထုတ်ပါတဲ့တရားတဲ့စိတ်ရောက်ရင်ပြောတော့ပါလိမ့်မယ်ပြောရင်လည်းအထုတ်ပါတဲ့တရားတဲ့စိတ်ရောက်ရင်ပို့ပြောတော့ပါလိမ့်မယ်ပြောပြင်းအထုတ်ပါဘယ်လိုပြောတာဝေဘူးဆရာတော်ပြောတဲ့စကားပြောလဲအထုတ်တရားတဲ့စိတ်ရောက်ရင်ပြောသွားလိမ့်မယ်ပြင်းလဲအထုတ်တရားတဲ့စိတ်ရောက်ရင်ပြောသွားလိမ့်မယ်ပြောပြင်းအထုတ်ပါအဲ့ဒါမဲ့ဝေဘူးဆရာတော်ရဲ့စကားကိုဒီလိုစာသင်သားတွေနဲ့ချက်ကြည့်မယ်ဆိုရင်ပြောလဲကျက်ပြင်းလဲကျက်ပြောပြင်းကျက်ဟုတ်လားကျက်ပြန်ပြောလဲပြန်ပြင်းလဲပြန်ပြောပြင်းပြန်ပြောလဲကြံပြင်းလဲကြံပြောပြင်းကြံပြောလဲကြည်ပြင်းလဲကြည်ပြောပြင်းကြည်စားတဲ့ဆက်ရောက်သွားရင်တော့ဘာဖြစ်သွားမလဲပြောသွားမယ်ဆက်မြောက်သေးခင်တော့ပြင်းမယ်ဆက်ရောက်သွားရင်တော့ပြောသွားမယ်ဒါတပြည့်တော့ကိုယ်တွေ့ပဲတခါတည်းရတပြည့်တော့တရားဟောခြင်းရောက်တယ်ကိုယ်လုံးနဲ့ကိုယ်ရှုပ်နေတော့တရားဟောရမှာနည်းနည်းခပ်ပြင်းမယ်တခါတည်းရရှိညီးငွေလာတော့ခဏတရားတွေဆက်ဟောနေရတော့တခါတည်းညီးငွေလာဒါမှမဟုတ်ဟောရင်နဲ့တရားတွေဆက်ဝင်စားရင်ပြောသွားတယ်ဒါလည်းပြောကိုယ်တွေ့ပဲဟုတ်လားစာချက်တာလည်းဒီလိုပါပဲခြံရင်စာတဲ့ဆက်ဝင်စားရင်ပြောသွားတာဒါပြီဒါလေးတော့ရှင်ပြတို့အောင်ပြုလိုက်တယ်မဆိုပါနဲ့တော့နားထောင်ကြည့်ပြောလဲကျက်ပြင်းလဲကျက်ပြောပြင်းကျက်ပြန်ပြောလဲပြန်ပြင်းလဲပြန်ပြောပြင်းပြန်ပြောလဲကြံပြင်းလဲကြံပြောပြင်းကြံပြောလဲကြည်ပြင်းလဲကြည်ပြောပြင်းကြည်ရပြီဘာဝနာ9ရက်နဲ့အားထုတ်ရင်ဆံရဘာသာရက်တွေကျွမ်းကျင်လာမယ်သိကြလားမသိကြလားသိကြမယ်ပြန်ချုပ်ရင်နိရောဓတိဘာဝနာပြဋ္ဌာန်းစာကိုလေ့လာရမယ်နိရန္တရဘာဝနာရှေ့ပညာနဲ့နောက်ပညာရှေ့အသိနဲ့နောက်အသိပညာရင်အသိချင်းဆက်အောင်လေ့လာရမယ်စိရကာလဘာဝနာအချိန်များပြရမယ်တက္ကိစ္စဘာဝနာအချင်းတွေမင်းစိတ်ဓာတ်မျိုးထားပြီးတော့လေးစားလေ့လာရမယ်ဘိရတိဘာဝနာပြောရွှင်လေ့လာရမယ်အဲ့ဒီလိုဆိုရင်ဆံရဘာသာရတွေကျွမ်းကျင်လာလိမ့်မယ်တဲ့ခုရောဆရာတော်တို့တိတကုဆရာတို့ထိတ်ဆုံးကဆရာတော်တွေဖြစ်လာတယ်ဆိုတော့ဒီဘာဝနာ9ရက်နဲ့အညီကျိုးစားတဲ့အတွက်ထိတ်ဆုံးကဆရာတော်တွေဖြစ်လာတယ်တပည့်တော်တို့ရောဥဒ္ဒနုရောဒီဘာဝနာ9ရက်နဲ့အညီကျိုးစားရင်ပညာဓာတ်ပညာရှင်တွေတနေ့ဖြစ်လာနိုင်တယ်ဒီနောက်ဆိုတော့တော်လောက်ပါပြီတဲ့မြတ်တာပူဇာဆိုသဇာတဗံသုတ်တယံတုဩထယံတုသူမင်္ဂလာဒုသင်တုဒုက္ကတေင်္ဂမေပုရိန္တုသဗ္ဗပါရမေပဇာတဗံသုတ်တယံတုဩထယံတုသူမင်္ဂလာဒုသင်တုဒုက္ကတေင်္ဂမေပုရိန္တုသဗ္ဗပါရမေပဇာတဗံသုတ်တယံတုဩထယံတုသူမင်္ဂလာဒုသင်တုဒုက္ကတေင်္ဂမေပုရိန္တုသဗ္ဗပါရမေဤကုသိုလ်ဖို့ကိုမိဘဆရာသ
သံဃာတော်ဘောဒါယကဒါယကမဘောနာဘောနှင့်တကောတတဝဟုသမျှတို့အားမြာဘေဝေပါ၏မြာကြပါစေကုန်တည်းသာ